Manchester United အသင်းရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါခင်ဗျ။ကျွန်တော်ရဲ့ Entertainment Mind Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ United အသင်းကခန်းစစ်ပိုင်းအင်အားဖြည့်တင်းဖို့ရန်စတင်လှုပ်ရှားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ United အသင်းအနေနဲ့လာမယ့်ရာသီအတွက်အသင်းရဲ့လူစင်းကိုအင်အားဖြည့်တင်းဖို့ဥရောပထိပ်သီးအသင်းများမှကစားသမားတွေကိုခေါ်ယူနိုင်ဖို့ရန်စတင်လှုပ်ရှားနေတယ်လို့သိရပါတယ်။ထင်းတော်ရဲ့ဖော်ပြချက်အရ United အသင်းဟာဂျူမီတက်အသင်းရဲ့နောက်ခံကစားသမားအန်ဒရီယာခါဗီယာဆိုကိုစိတ်ဝင်စားနေပြီးဂျူမီတက်အသင်းဘက်ကလည်းလုံလောက်တဲ့ပြောင်းရွှေ့ခြင်းပမာဏရရှိပါကကစားသမားကိုရောင်းချရန်အသင့်ရှိနေကြောင်း Insider Viney ကဖော်ပြခဲ့ပါတယ်။ကာဗီယာဆိုကိုအာဆင်နယ်အသင်းနဲ့လီဗာပူးအသင်းတို့ကလည်းစိတ်ဝင်စားနေကြပြီးဘယ်နောက်ခံလူနေရာမှာကောင်းစွာကစားနိုင်တာကြောင့်အသင်းကြီးရဲ့အာရုံစိုက်မှုကိုရရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင် United အသင်းက David Arfan Gruber ကိုလည်းဆက်လက်စောင့်ကြည့်နေကြောင်း Insider Florian Peterbach ကအတည်ပြုပြောကြားခဲ့ပါတယ်။ Austrian နောက်ခံကစားသမား Arfan Gruber ကအသင်းပြောင်းရွှေ့ရန်စီစဉ်ထားပြီးအက်တလက်တီကိုမတ်ဒရစ်အသင်းအပါအဝင်အသင်းကြီးများစွာကစိတ်ဝင်စားနေကြတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်း United အသင်းကတောင်ပန်တိုက်စစ်ကစားသမားအာမက်ဒီယာလိုကိုရောင်းချရန်အစီအစဉ်မရှိကြောင်းသိရပြီးအသင်းရဲ့တာဝန်ရှိသူများကဒီယာလိုကိုအနာဂတ်စီမံကိန်းရဲ့အရေးကြီးတဲ့အစိပ်ပိုင်းဖြစ်သတ်မှတ်ထားပြီးလာမယ့်နှစ်အသင်းတည်ဆောက်မှုရဲ့အဓိကကစားသမားတူအဖြစ်မျှော်မှန်းထားတယ်လို့ဆိုပါတယ်။ဘောလုံးဝါသနာရှင်မိတ်ဆွေတို့အနေနဲ့အခုပြထားတဲ့ Viber နံပါတ်မှာ iVet ခွန်ချစ်ကိုဖိုက်သုံးလုံးမင်းနဲ့ Sport 8 zone တို့ကိုတွားရောက်ဆော့ကစားနိုင်ပါတယ်။ငွေကြေးပိုင်းယုံကြည်စိတ်ချရတဲ့အပြင်မန်မာသစ် bonus unit ဖြစ် bonus တွေပါရှိတာကြောင့်စအေးလက်အေးကစားလို့ရပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အသင်းကောင်းဆောင် Bruno Fernandes ကိုစာချုပ်သစ်ရှုပ်ဆိုဖို့စတင်ဆွေးနွေးနေပြီဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ United အသင်းအနေနဲ့ Fernandes ကိုကာလာချေစာချုပ်ရှုပ်ဆိုရန်ဆွေးနွေးမှုတွေဇက်တိုက်ပြုလုပ်နေပြီးကစားသမားနဲ့လည်းအဆက်အသွယ်ကောင်းတွေရှိနေတယ်လို့သိရပါတယ်။အသက်32နှစ်အရွယ်ပေါ်တူဂီကွင်းလယ်ကစားသမားကယခုရာသီမှာအကောင်းဆုံးပုံစံတစ်ခုကိုပြသနေပြီးအသင်းရဲ့ဂျားပြတ်နီးပြ Michael Carrick လက်အောက်မှာပုံမအရေးပါလာခဲ့ပါတယ်။ Fernandes က Footballer of the Year ဆုကိုလည်းရရှိထားပြီး Premier League Assist Record ကိုတောင်ချိုးပြတ်နိုင်ရရှိနေတာကြောင့်အသင်းအတွင်း၌ကမ္ဘာ့အဆင့် Creative Midfielder တဦးအဖြစ်ယုံကြည်နေကြပါတယ်။ Fernandes ရဲ့လက်ရှိစာချုပ်မှာ12လကျော်ကျန်ရှိနေတော့လဲ United အသင်းဘက်ကတနည်းထပ်တိုးခွင့် option ရှိနေတယ်လို့ဆိုပါတယ်။ Fernandes နဲ့သူ့ရဲ့မိသားစုကအင်္ဂလန်မှာနေထိုင်ရတာအဆင်ပြေပြီး Old Trafford မှာကစားသမားဘဝအဆုံးသတ်လို့တဲ့စိတ်ဆန္ဒတွေရှိနေကြောင်းသတင်းများရသိရပါတယ်။လက်ရှိအချိန်မှာတော့အသင်းနဲ့ကစားသမားကြားဆွေးနွေးမှုတွေအပြုသဘောဆောင်နေပြီး United အသင်းဘက်ကနီးပြအရှင်တွေကိုအရင်ဆုံးအတည်ပြုပြီးနောက် Fernandes ကိုစာချုပ်သစ်တရားဝင်လှုပ်ဆောင်သွားပဲအချီကြောင်းသိရပါတယ်။